မင်္ဂလာပါရှင်ကျမဒီနေ့သင်ကြားမယ့် Excel သင်ခန်းစာကတော့ File Operation ပဲဖြစ်ပါတယ် Excel ထဲမှာ File တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ငန်းလုပ်ဆောင်လဲဆိုတာကိုလေ့လာသွားမှာပဲဖြစ်ပါတယ်အဲ့တော့ File ဆိုတာဟာ Workbook နဲ့အတူတူပါပဲ File တစ် File ကိုဖွင့်နေဆိုတာ Workbook တစ်ခုကိုဖွင့်တာနဲ့အတူတူပါပဲ File တစ် File ကိုသိမ်းနေဆိုတာလည်း Workbook တစ်ခုကိုသိမ်းတာနဲ့အတူတူပါပဲအဲ့တော့ပထမဆုံးအနေနဲ့ကျမတို့ Opening a new Workbook ဆိုတာကိုလေ့လာမှာဖြစ်ပါတယ် Workbook အသစ်တစ်ခုကိုဘယ်လိုဖွင့်မလဲအဲ့ဒီဖွင့်လိုက်တဲ့ workbook ထဲမှာစာသားတွေကဏ္ဍတွေကိုဘယ်လိုရိုက်ထည့်မလဲရိုက်ထည့်ထားတဲ့စာသားတွေကဏ္ဍတွေပါတဲ့ workbook ကိုနာမည်အသစ်ပေးပြီးတော့ဘယ်လိုသိမ်းမလဲနော်နာမည်ပေးပြီးသား file တစ် file ကိုဖွင့်ပြီးတော့အဲ့ဒီထဲမှာပြောင်းလဲမှုတွေလုပ်မယ်ပြောင်းလဲမှုလုပ်ပြီးသား file ကိုဒီနာမည်နဲ့ပဲဘယ်လိုထပ်သိမ်းမလဲလုပ်ငန်းလုပ်ပြီးသွားတဲ့ file တစ် file ကိုဘယ်လိုပြန်ပိတ်မလဲနော်ကိုနာမည်ပေးပြီးသိမ်းထားတဲ့ file တစ် file ကိုဘယ်လိုပြန်ဖွင့်မလဲတစ်ခုထပ်ပို့ပြီးဖွင့်ထားတဲ့ file တွေကိုတစ်ခုနဲ့တစ်ခုဘယ်လို switch လုပ်ပြီးသွားမလဲအဲ့တော့တစ်ခုထပ်ပို့ပြီး file တွေကိုဖွင့်ထားတဲ့အခါမှာ file အားလုံးကိုတန်းစီပြီးကြည့်ခြင်းနဲ့ horizontal လိုက်တန်းစီကြည့်ခြင်းနဲ့ vertical လိုက်တန်းစီကြည့်ခြင်းနဲ့နော်ဘယ်လို arrange လုပ်မလဲ Excel application တွေကဘယ်လိုထွက်မလဲဒါတွေအားလုံးကိုလေ့လာသွားမှာဖြစ်ပါတယ်ဒီဘက်မှာသူ့ရဲ့သက်ဆိုင်ရာ shortcut key တွေကိုလည်းပြထားပေးပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်မ opening a new workbook ဆိုတာကိုလုပ်ကြည့်ခြင်းပါတယ်shortcut နဲ့ဆိုရင်တော့ control ရဲ့ N ရနှိပ်ရမှာဖြစ်တယ်နော်တကယ်လို့ menu ခေါ်မယ်ဆိုလို့ရှိရင်တော့ file ဆိုတဲ့ menu file ဆိုတဲ့ menu တွေကနေ new လို့နှိပ်မယ်အဲ့ဒီမှာ blank workbook ဆိုတာကိုခေါ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်မ menu ကိုတော့မလုပ်တော့ဘူး shortcut နဲ့ခေါ်ကြည့်မယ်နော် control ကိုဖိထားမယ် N လို့တစ်ချက်နှိပ်လိုက်မယ်ဟောဒါဆိုရင်ဒီမှာ book 2ဆိုပြီးတော့ပေါ်လာတယ်နော်အဲ့တော့ခုနကတော့ကကျွန်မ book 1ဆိုတာလေးကိုပိတ်လိုက်ပြီလို့เนาะဒီမှာ book 2လို့ဖြစ်သွားတာเนาะအဲ့ဒါပြဿနာမဟုတ်ပါဘူးเนาะသူက serial လိုက်သူနာမည်တက်သွားတာဖြစ်ပါတယ်เนาะအဲ့တော့ book 2ဆိုပြီးတော့ Excel ဆိုပြီးပေါ်လာတယ်ဒီစင်းစရာထဲမှာကျမတို့ရိုက်ထည့်ခြင်းတဲ့စာတွေကိုရိုက်ထည့်လို့ရတယ်เนาะကျမ maximize လုပ်လိုက်ပါမယ်ပြီးရင် view လေးနဲ့ချဲ့လိုက်မယ်เนาะမြင်အားလုံးမြင်အောင်လို့ဟုတ်ပြီဒီနေရာမှာကျမစာသားတွေကဏ္ဍနေစပြီးတော့ရိုက်ထည့်တော့မယ်success ပေါ့ success stationery store ဆိုပြီးတော့ရိုက်မယ်ကျွန်တော်လောင်းနေပဲနဲ့ရိုက်တာပါ item number item name ညာဘက် arrow နှိပ်သွားပါတယ်အလုံးရိုက်တယ်ညာဘက် arrow နှိပ်တယ်နော်စာတစ်လုံးရိုက်တယ်ညာဘက် arrow နှိပ်တယ်အဲ့လိုသွားနေတာပါပြီးရင်ကျွန်မ down arrow နှိပ်တယ်ဘယ်ဘက် arrow နှိပ်တယ် item number A001 item name ကကြတော့စာအုပ်ပေါ့စာအုပ်က2000ပေါ့ quantity က100ပေါ့နော်ပြီးရင်ဘယ်ဘက် arrow ပြန်နှိပ်တယ် B001 နော်မကြတော့ ball pen ပေါ့နော်ball pen ကတော့1500ပေါ့သူက1050ပေါ့C001 compass ပေါ့ compass က9000သူကတော့ခု30ရှိနေပြီးရင် D001 pencil က1000ပေါ့ဒါတော့အခု200ရှိတယ်အဲ့စင်းစရာတစ်ခုကိုကျွန်မရိုက်တာဖြစ်ပါတယ်အဲ့တော့စင်းစရာရိုက်တဲ့အခါမှာเนาะကျွန်တော်တစ်လုံးရိုက်မယ်ဒီ set တစ်ကွက်မှာကျွန်တော်ရိုက်လိုက်မယ်ရိုက်ပြီးသွားလို့သူ့ရဲ့ညာဘက်မှာဆက်ရက်ဖို့ရှိရင် keyboard ကနေညာဘက် arrow နှိပ်တယ်เนาะရိုက်မယ်ရိုက်ပြီးသွားလို့သူ့ရဲ့အောက်ဘက်မှာဆက်ရိုက်ဖို့ရှိတယ်ဆိုရင် down arrow နှိပ်မယ်အဲ့တော့တစ်လုံးရိုက်လိုက်ညာဘက် arrow နှိပ်လိုက်တစ်လုံးရိုက်လိုက်ညာဘက် arrow နှိပ်လိုက်နောက်တစ်လုံးရိုက်လိုက် down arrow နှိပ်လိုက်အဲ့လိုသွားနေတာဖြစ်ပါတယ်အဲ့တော့စာရိုက်တဲ့အခါမှာ arrow key တွေကိုအသုံးပြုပေးပါအဲ့ဒါပို့ပြီးတော့မြန်ပါတယ်เนาะအဲ့တော့စင်းစရာတော့ရိုက်လို့ပြီးသွားပြီဒီနေရာမှာ item name လေးကိုမမြင်အောင်ဖြစ်နေတယ်နည်းနည်းလေးချက်လိုက်ဒါဆိုအားလုံးမြင်ရပြီအခုကျွန်မရိုက်လိုက်တဲ့စာသားတွေကဏ္ဍတွေက memory ပေါ်မှာပဲရှိနေတာဖြစ်ပါတယ် memory ဆိုတာယာယီမှတ်ဉာဏ်ပါเนาะယာယီမှတ်ဉာဏ်ဆိုတော့အခုချိန်မှာကျွန်မဒီ file လေးကိုเนาะဒီ Excel တွေကနေပြီးတော့ကျွန်မထွက်လိုက်မယ်ပေါ့เนาะထွက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်မရိုက်ထားတဲ့စာတွေတစ်ခုမှကျန်တော့မှာမဟုတ်ပါဘူးเนาะအခုရုပ်တရက် EPC ကနေပြီးတော့မီးပြတ်သွားမယ်ဆိုရင်လည်းအခုရိုက်ထားတဲ့စာတွေပြန်ပြီးမရနိုင်တော့ပါဘူးเนาะဒါဆိုရင်ကျမတို့ကစင်းစရာတစ်ခုရိုက်ပြီးတဲ့အခါမှာ
အမြဲတမ်းသိမ်းထားဖို့လိုလာပါတယ်အဲ့လိုအမြဲတမ်းသိမ်းထားခြင်းနဲ့ဆိုရင် backing storage မှာသွားသိမ်းရပါတယ် backing storage ဆိုတာ permanent storage unit ပါเนาะငယ်ပြပြောမယ်ဆိုရင် hard disk ထဲမှာသွားသိမ်းတာဖြစ်ပါတယ် backing storage တွေကအများကြီးရှိတယ်เนาะကျမတို့ memory stick ထဲမှာလည်းသိမ်းလို့ရတယ်เนาะ CD တွေ DVD တွေထဲမှာလည်းသိမ်းလို့ရတယ်เนาะ portable hard disk တွေထဲမှာလည်းသိမ်းလို့ရတယ်ကျမကတော့ဟောဒီ computer ရဲ့ hard disk backing store เนาะ computer ရဲ့ hard disk ထဲမှာသွားသိမ်းမှာဖြစ်ပါတယ်เนาะအဲ့လိုသိမ်းမယ်ဆိုရင် control ရဲ့ S ရနှိပ်လို့လည်းရတယ်ဒါမှမဟုတ် file menu မှာ click တစ်ချက်နှိပ်ပြီးတော့ save as လို့ပြောလို့ရတယ်ကျမ file menu တွေကနေ save as လို့ပြောပါမယ်အဲ့လိုသိမ်းတဲ့အခါမှာเนาะကျမတို့ကဘယ်ခန်းထဲမှာသိမ်းမလဲเนาะဘယ် drive ထဲမှာသိမ်းမလဲဆိုတာကိုပြောရပါတယ်အဲ့တော့ browse မှာတစ်ချက်နှိပ်လိုက်မယ် browse မှာနှိပ်လိုက်ပြီးရင်ဒီမှာ scroll bar လေးရှိတယ် scroll button လေးအဲ့လေးကိုဆွဲလိုက်မယ်ဘယ်ဘက်ချက်မှာ C colon D colon ဆိုပြီးတော့နှစ်ခုရှိပါတယ်ကျမကဒီမှာ D colon ဆိုတာကိုရွေးပါမယ်တချို့ set တွေမှာ E colon ဖြစ်ရင်ဖြစ်နေလိမ့်မယ်เนาะ C colon ဒီ Windows နဲ့ပတ်သက်တဲ့ file တွေသိမ်းတဲ့နေရာဖြစ်ပါတယ်เนาะ D colon မှာ D colon ကမှကိုယ့်ရဲ့ data file တွေကိုသိမ်းရင်ပို့အဆင်ပြေတဲ့နေရာဖြစ်တဲ့ကြောင့်မလို့ကျမ D colon ကိုရွေးချယ်ပါမယ်ပြီးလို့ရှိရင်ကျမတို့အခန်းလေးတစ်ခန်းဖွဲ့ရမယ်အဲ့တော့ဒီဘက်မှာအခန်းတွေအများကြီး folder ပေါ့เนาะ folder လို့ခေါ်တာပေါ့အဲ့ဒီအခန်းတွေအများကြီးရှိတယ်အဲ့တော့ကျမကိုယ့်ဘာသာကိုယ့်အခန်းလေးနဲ့ကိုယ့်နာမည်ပေးပြီးတော့သိမ်းကျင်တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ right click နှိပ်မယ်လွတ်တဲ့နေရာမှာညာဘက် click နှိပ်မယ် new လို့ပြောမယ်เนาะပြီးရင် folder လို့ပြောမယ်เนาะဟုတ်ပြီအဲ့ဒီ folder မှာကျမကเนาะကေသွဲဆိုပြီးတော့ကေသွဲဆိုတဲ့နာမည်ရှိပြီးသားဖြစ်နေညာဘက် click နှိပ်မယ် new လို့ပြောမယ် folder လို့ပြောမယ်เนาะ sound လို့ကျမနာမည်ပေးမယ်ကျမနာမည် sound လို့ပေးလိုက်မယ်เนาะ example ပေါ့เนาะ enter ခေါက်လိုက်မယ်ဟုတ်ပြီဒါဆိုရင် sound ဆိုတဲ့အခန်းလေးရလာပြီကိုယ့်နာမည်လေးကိုပေးကြပါเนาะပေးတဲ့ခါကျရင်เนาะတထားဆိုရင်တထားလို့ပေးမယ်เนาะဟုတ်လားနောက်တစ်ခါအဲ့ဒီ folder ပေါ့เนาะအဲ့ဒီအခန်းလေးကိုကျမကနှစ်ချက်နှိပ်လိုက်မယ်เนาะအဲ့ဆိုအခန်းလေးပွင့်သွားပြီเนาะအဲ့တော့ဘယ် drive ထဲမှာလဲ D drive ထဲမှာ folder name ကပါလဲ sound เนาะ sound ဆိုတဲ့ folder လေးမှာကျမနှစ်ချက်နှိပ်လိုက်တယ်เนาะအဲ့တော့ဒီအခန်းလေးပွင့်သွားပြီကျွန်တော်ပစ္စည်းတွေသိမ်းတဲ့အခါမှာဗီဒီယိုတွေက answer ထဲမှာသိမ်းတယ်ဒါမျိုးမလုပ်ဘူးလားအဲ့လိုပဲကွန်ပျူတာထဲမှာလည်း file တွေသိမ်းတဲ့အခါမှာเนาะ drive ကိုအရင်ပြောရတယ်အဲ့ဒီ drive ထဲကဘယ် folder ထဲမှာသိမ်းမလဲဆိုတာပြောရတယ်เนาะပြီးရင်ဘာနာမည်နဲ့သိမ်းမလဲเนาะ stationery ဆိုတဲ့နာမည်နဲ့ပဲသိမ်းမယ်เนาะ extension ကဘာနဲ့ဆုံးသွားမှာလဲ XLSX နဲ့ဆုံးသွားမှာဖြစ်ပါတယ်เนาะ extension တွေသူ့ဘာသာသူ X ရဲ့ default တက်ပေးသွားမယ်ကျမတို့က file နာမည်ကိုပဲသိချပေးဖို့လိုတယ်ရေးထားတဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့ file နာမည် reasonable ဖြစ်မဲ့เนาะနာမည်ကိုပေးမယ်ပေါ့เนาะဒါမှသာပြန်ရှာရလွယ်မယ်เนาะအဲ့တော့ file သိမ်းတဲ့အခါမှာကျမတို့ဒီဘယ် drive ထဲမှာသိမ်းခဲ့တာလဲဘယ် folder ထဲမှာသိမ်းခဲ့တာလဲဘာနာမည်နဲ့သိမ်းခဲ့တာလဲဆိုတာကိုမှတ်ထားဖို့လိုပါတယ်ဒါမှသာကျမတို့ပြန်ဖွင့်ခြင်းတဲ့အခါမှာအလွယ်တကူပြန်ရှာလို့ရမှာဖြစ်ပါတယ်ဒါဆိုရင် save ဆိုတဲ့နေရာလေးမှာ pointer တင်ဒီလိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီ file လေးကိုသိမ်းသွားပြီသိမ်းသွားလားဆိုတာကို title bar မှာကြည့်လိုက်ပါ title bar မှာခုနက book 2လို့ပေါ်နေတာခု stationery extension က XLSX နဲ့เนาะပေါ်လာပါပြီဒါဆိုရင်ဒီ file လေးဟာသိမ်းပြီးသားဖြစ်သွားပါပြီခုချိန်မှာ Excel တွေကထွက်လိုက်မယ်ဆိုရင်လည်းဒီ file ဟာเนาะရှိနေမှာပဲဖြစ်ပါတယ် backing storage မှာရှိနေမှာပဲဖြစ်တယ်ကျွန်မအချိန်မီပြန်ခေါ်လို့ရပါတယ်မီးပြတ်သွားလည်းမပျောက်တော့ပါဘူးเนาะကျွန်မအချိန်မီပြန်ခေါ်ပြီးတော့သူ့ကိုပြန်ကြည့်လို့ရပါတယ်ရမယ်เนาะဒါဒီ save လုပ်တာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်မလုပ်ငန်းလုပ်လို့ပြီးသွားပြီဆိုတော့ဒီ file ကိုပိတ်မယ် file menu တွေကနေပြီးတော့ close နဲ့ပိတ်မယ်ပိတ်နေမှာဆိုတော့ file ကမရှိတော့ဘူးဒါပေမဲ့ဒီ file ကပါလဲကျွန်မပထမဆုံးကဖွင့်ထားခဲ့တဲ့ file operation ဆိုတဲ့ file เนาะဒီ file ပဲကြံနေမယ်ကျွန်မခုနကလုပ်ငန်းလုပ်နေတဲ့ file ကတော့ပိတ်သွားပြီဟုတ်ပြီเนาะအဲ့တော့အဲ့ဒီပိတ်သွားတဲ့ file လေးကိုကျွန်မပြန်ခေါ်ခြင်းပါတယ်เนาะပြန်ခေါ်မယ်ဆိုလို့ရှိရင် file menu တွေကနေပြီးတော့ open နဲ့ခေါ်လို့ရတယ်เนาะ shortcut key ကကြတော့ control ရဲ့ O ရနဲ့ခေါ်လို့ရတယ်ကျွန်မ control နဲ့ O နှိပ်လိုက်ပါမယ်เนาะအတူတူပါပဲ file menu တွေက open လို့ပြောတာ ਨੇ အတူတူပဲเนาะအဲ့တော့ open လို့ပြောပြီးသွားရင်ကျွန်မ browse မှာနှိပ်ပါမယ်เนาะကျွန်မခုနကတင်ထားတဲ့ file ကိုပြန်ခေါ်နေတာဖြစ်ပါတယ်เนาะအဲ့တော့ browse မှာနှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်မတင်ခဲ့တာ D column မှာလေအဲ့တော့ D column မှာတစ်ချက်နှိပ်မယ်ပြီးသွားရင်ခုနက sound ဆိုတော့လိုက်ရှာမယ်အဲ့တော့ folder တွေကဒီမှာအများကြီးပဲကြိုက်တဲ့ folder မှာ click တစ်ချက်နှိပ်ပြီးတော့ sound ဆိုတော့ S နဲ့စတယ်မဟုတ်လား S လို့နှိပ်လိုက်မယ်အဲ့ဆိုရင် S နဲ့စတဲ့နေရာကိုအမြန်ရောက်သွားပါတယ်အဲ့တော့ folder တွေအရင်များရင်အဲ့ပုံစံနဲ့ရှာပါကြိုက်တဲ့ folder ပေါ်မှာ click တစ်ချက်နှိပ်
ကို folder name ရဲ့အစစလုံးကိုနှိပ်လိုက်ဒါဆိုရင်အဲ့အုပ်စုနေရာကိုအမြန်ရောက်သွားမယ်အဲ့တော့မှကိုယ့်ရဲ့ folder ကိုအမြန်ရှာလို့ရမယ်ဒီမှာ sound ဆိုတာတွေ့ပြီတစ်ချက်နှိပ်လိုက်ပါမယ်နော်အဲ့ထဲမှာ stationery ဆိုတဲ့ file ကိုတွေ့နေရပါပြီကလစ်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် open လို့ပြောလိုက်ပါမယ်နော်အဲ့တော့ file ကိုရွေးချယ်မယ်နော်ဘယ် drive ထဲမှာလဲဘယ် folder ထဲမှာလဲဘာနာမည်နဲ့လဲနော်ရွေးချယ်ပြီးတာနဲ့ကျွန်မ open လို့ပြောလိုက်မယ်ဒါဆိုရင်ခုနကကျွန်မပိတ်လိုက်တဲ့ file လေးကိုအခုပြန်ရလာပြီဖြစ်ပါတယ်နော်ဒါဒီ file တစ် file ကိုပြန်ဖွင့်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့အခုဖွင့်လိုက်တဲ့ file ထဲမှာကျွန်မကပြင်ဆင်မှုလုပ်ချင်တယ်နော်ဘယ်လိုလုပ်ချင်လဲဆိုလို့ရှိရင်pencil ပေါ့နော် pencil ကို short ဈေးနဲ့ရောင်းချင်တယ်1000ကိုကျွန်မ800လို့ပြင်ချင်တယ်1000မှာ click တစ်ချက်နှိပ်မယ်800လို့ရိုက်ထည့်လိုက်မယ်နော်ပြီးရင် enter ခေါက်လိုက်မယ်ဒါကျွန်မပြောင်းလိုက်တာပေါ့နော်ပြီးလို့ရှိရင်နော်ကျွန်တော်ဒီမှာအရေးအတွက်ပေါ့နော်စာအုပ်အရေးအတွက်ကို100နေပြီးတော့နော်သူ့အရေးအတွက်ကို60လောက်ပြောင်းကျင်တယ်နော်60လို့ပြောင်းလိုက်တယ်ဟုတ်ပြီဒါဆိုကျွန်မပြင်မှုနှစ်ခုလုပ်ခဲ့တယ်နော် pencil မှာ800လို့ပြောခဲ့တယ်စာအုပ်အရေးအတွက်ကို60လို့ပြောင်းခဲ့တယ်အခုပြောင်းလဲမှုဒီ backing storage ကိုမရောက်သေးဘူး memory ပေါ်မှာပဲပြောင်းနေတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပြောင်းလဲမှုကို backing storage ရအောင်တွားပြီးတော့တင်ကျင်တယ်ဒါဆိုရင်ကျွန်မဒီ file ကိုဒီနာမည်နဲ့ပဲထပ်သိမ်းပေးရမှာဖြစ်ပါတယ်ရမယ်နော်အဲ့တော့ဒီ file ကိုဒီနာမည်နဲ့ထပ်သိမ်းမယ်ဆိုရင်ဒီမှာ quick access toolbar ထဲမှာ save ဆိုတဲ့ button လေးရှိတယ်အဲ့ဒါလေးမှာတစ်ချက်နှိပ်ပြီးတော့သိမ်းလို့ရတယ် control ရဲ့ S ရဲ့တွဲပြီးတော့နှိပ်လို့လည်းရတယ်ဒါမှမဟုတ် file menu တွေကနေပြီးတော့ save လို့ပြောရင်လည်းရတယ်အဲ့ဒီသုံးနည်းတွေကကြိုက်တဲ့နည်းကိုသုံးလို့ရပါတယ်နော် sorry ပါအဲ့တော့အဲ့ဒီသုံးနည်းတွေကကြိုက်တဲ့နည်းကိုသုံးလို့ရပါတယ်เนาะအဲ့တော့အခုချိန်မှာကျွန်မ save လုပ်မယ်ဆိုလို့ရှိရင် file နာမည်လာတောင်းတော့မှာမဟုတ်ပါဘူးเนาะခုနတုန်းကကျွန်မတို့ရှိပြီးသား file ကိုအခုပြောင်းလဲမှုလုပ်ပြီးသား file နဲ့ထပ်ပြီးတော့ရိုက်လိုက်မှာပဲဖြစ်ပါတယ်ဒါနဲ့ပြောမယ်ဆိုရင် overtype လုပ်လိုက်မှာနောက်တစ်နည်းပြောမယ်ဆိုရင် replace လုပ်လိုက်မှာပဲဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်မအခုသိမ်းပါမယ်သိမ်းမယ်ဆိုတော့ quick access toolbar ကနေသွားသိမ်းပါမယ်เนาะအဲ့တော့ quick access toolbar တွေက save ဆိုတဲ့ button လေးကနေသိမ်းပါမယ်ဒါမြန်လို့ပါเนาะshortcut နဲ့ဆိုရင်တော့ပုံမြန်တာပေါ့ control ရဲ့ S ကောက်နှိပ်လိုက်ရုံပဲเนาะဒါကျွန်မသိမ်းလိုက်ပါပြီကျွန်မ click နှိပ်လိုက်ပါပြီ file နာမည်လာတောင်းလားမတောင်းပါဘူးเนาะဘာကြောင့်လဲဒီနာမည်နဲ့ပဲသိမ်းသွားတာဖြစ်ပါတယ်ဒါဆိုရင်ပထမတုန်းကသိမ်းထားတဲ့ file ရှိသေးလားမရှိတော့ပါဘူးပထမတုန်းကသိမ်းထားတဲ့ file ကိုအခုပြောင်းလဲမှုလုပ်လိုက်တဲ့ file နဲ့ replace လုပ်လိုက်ပြီဖြစ်ပါတယ်เนาะအဲ့တော့ file ကိုသိမ်းတဲ့နေရာမှာနှစ်မျိုးရှိတယ်ပထမတစ်မျိုးကကြတော့လုံးဝနာမည်မပေးရသေးတဲ့ file ကိုနာမည်အသစ်နဲ့သိမ်းတာဖြစ်တယ်ဒုတိယတစ်မျိုးကကြတော့ရှိပြီးသား file ကိုဖွင့် editing လုပ်ပြီးတော့အဲ့ဒီ file ကိုဒီနာမည်နဲ့ပဲထပ်သိမ်းတာဖြစ်တယ်เนาะအဲ့တော့အရေးကြီးတာကတော့ file ကိုဖွင့်ပြီးကျမတို့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတဲ့အခါမှာသိမ်းဖို့မေ့တတ်ကြတယ်အဲ့လိုမျိုးသိမ်းဖို့မေ့သွားပြီဆိုရင်ကျမတို့ပြောင်းလဲမှုလုပ်ထားတာလေဘာတစ်ခုမှရမှာမဟုတ်ဘူးအဲကြောင့် file ကိုဖွင့်ပြီးဖြတ်လိုက်တာပဲဖြစ်ဖြစ်เนาะ data တွေကိုဖြတ်လိုက်တာပဲဖြစ်ဖြစ် data တွေကိုပြုပြင်ပြောင်းလဲမှု editing လုပ်တာပဲဖြစ်ဖြစ်ဘာပဲလုပ်လိုက်เนาะ changes တစ်ခုလုပ်လိုက်ပြီးတိုင်းမှာဘာလုပ်ပေးရမလဲ save လုပ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့မှသာကျမတို့လုပ်ထားတဲ့ပြောင်းလဲမှုတွေဟာ backing storage ရအောင်တင်သွားမှာပဲဖြစ်ပါတယ်เนาะဒါအရေးကြီးပါတယ်เนาะဒီလုပ်ငန်းလုပ်တဲ့အခါမှာဒါဒီအများသောအဖြစ်မေ့တတ်ကြတယ်ပေါ့နော်။ဘာပဲပြောင်းလဲမှုလို့တစ်ကိုနှစ်လို့ပြင်လိုက်တာပဲဖြစ်ဖြစ်နော်။ AOB လို့ပြင်လိုက်တာပဲဖြစ်ဖြစ်ဘာလေးပဲပြောင်းလိုက်ထပ်သိမ်းပေးဖို့လိုအပ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ save လုပ်ပေးရပါမယ်။ Control S နဲ့အမြဲတမ်း save လုပ်ပေးရပါမယ်နော်။အဲ့တော့ဒါဒီ file ကိုရှိပြီးသား existing name နဲ့သိမ်းတဲ့ပုံစံပဲဖြစ်ပါတယ်နော်။အဲ့တော့ဒီ file ကိုကျွန်တော်ပိတ်လိုက်မယ်။ file နဲ့က close နဲ့ပိတ်လိုက်မယ်။ဒါဆိုရင်ဘာပဲကြံလဲခုနတုန်းကကျမတို့ file operation ဆိုတဲ့ file ပဲကြံတယ်နော်ဟုတ်ပြီဒါဆိုရင်ကျမတို့နော်ဘာဖို့အလွတ်ကိုလည်းယူတတ်ပြီး file ကိုလည်းသိမ်းတတ်ပြီး file ကိုလည်းပိတ်တတ်ပြီး file ကိုလည်းပြန်ဖွင့်တတ်ပြီးနော် switching လုပ်ကြည့်ရအောင်နော်အဲ့တော့ကျမ file လေးတစ် file ကိုထပ်ခေါ်ခြင်းပါတယ်နော် file နဲ့က open အဲ့မှာကျမ select cell ဆိုတဲ့ file လေးကိုခေါ်ခြင်းပါတယ်နော် browse ကိုသွားမယ်ကိုယ့်ရဲ့ set ထဲမှာတော့ကိုယ့်ဘာသာကိုတင်ထားတဲ့နေရာမှာဖွင့်လိုက်ပါเนาะကျွန်မ set ထဲမှာတော့သူက Excel lecture file ဆိုတဲ့နေရာမှာရှိပါတယ် Excel lecture file ထဲမှာကျွန်မ email ပို့ထားတဲ့ file နဲ့ရပဲဖွင့်ပါပါကျွန်မ select cell ဆိုတာလေးကိုဖွင့်တင်ပါတယ် select cells ကိုဖွင့်လိုက်ပါเนาะအဲဆိုရင်အခုဖွင့်ထားတာ file ရှိသွားပြီเนาะအဲ့ဒီ file ကို switching လုပ်ချင်ပါတယ် switch window ဆိုတာတွေ့လားเนาะ switch window မှာတစ်ချက်နှိပ်မယ်အခုရောက်နေတာ select cells မို့လို့ select cells မှာအမှန်ချစ်ကလေးရှိနေတယ်ကျွန်မသွားကြတာ file operation ဒါဆိုရင် file operation မှာကနေနှိပ်လိုက်ဟုတ်ပြီနော်ဒါဆို file operation ကိုရောက်သွားပြီ
switch window မှာပြန်နှိပ်မယ်အမှန်ချစ်ကလေးကဘယ်မှာပြနေလဲ file operation မှာပြနေဘယ်ကိုပြန်သွားမလဲ select cells ကိုပြန်သွားမယ်ဟုတ်ပြီနော်အဲ့လိုသွားလို့ရတယ် okay နောက်တစ်နည်းဘယ်လိုသွားလို့ရလဲနော်နောက်တစ်နည်းကိုကျွန်မ shortcut နဲ့သွားခြင်းပါတယ်နော်ကျွန်မ view ဆိုတဲ့ menu ကိုကျွန်မခုခုံးမှာရောက်နေတယ်နော် view ဆိုတဲ့ menu ကို shortcut နဲ့ခေါ်မယ်နော် order နဲ့ W နဲ့ဖြစ်ပါတယ်နော် order key နဲ့ W နဲ့ကျွန်မနှိပ်လိုက်ပါပြီ switch window ကဘာလို့ပြထားလဲ W လို့ပြထားပါတယ်အဲကျွန်တော် W လို့ထပ်နှိပ်လိုက်ပါပြီ okay 1 2ဆိုပြီးတော့ပြတယ်နော်အခုရောက်နေတာ select cells ကိုရောက်နေတယ်ကျွန်မ file operation ကိုသွားခြင်းတယ်နံပါတ်ကလေးတွေတွေ့လားတွေ့တယ်နော်အဲဒါ2လို့နှိပ်လိုက်မယ်ဒါဆိုရင် file operation ကိုရောက်သွားပြီထပ်လုပ်မယ် order နဲ့ W နဲ့နှိပ်မယ် W ထပ်နှိပ်မယ်ဒီကသွားခြင်းတာ select cells ကိုသွားခြင်းတာအဲဆို1လို့နှိပ်မယ်နော်အဲ့လိုမျိုး shortcut နဲ့သွားတာပုံမမြန်ဘူးလားပုံမြန်ပါတယ်နော်ဒါ switch လုပ်ပြီးတော့သွားနေတာဖြစ်တယ်ခုနကလို mouse နဲ့သွားလဲရတယ် shortcut နဲ့သွားလဲရတယ်နောက်တစ်နည်းကကျမတို့ဘာနဲ့သွားတာလဲဟိုအရှိမသင်ခဲ့တာလေ control ရတက်ပြန် control tab နော်အဲ့မဲ့ control tab ကတော့အဆင်ပြေသလိုသွားတာကျမတို့ file ကိုရွေးချယ်လို့မရအောင် file ကိုရွေးချယ်ပြီးတော့သွားခြင်းနဲ့ဆိုရင်တော့ခုနပြောသလိုပဲ order W ဆိုပြီးတော့အဲ့မှာ1 2 3 4 5ဖွင့်သမျှ file နဲ့အဲ့မှာကြာနေမယ်နံပါတ်3ကိုသွားခြင်း3နှိပ်လိုက်ရုံပဲ2ကိုသွားခြင်း2နှိပ်လိုက်ရုံပဲเนาะသူကတော့ရွေးချယ်လို့ရတာပေါ့เนาะ switch window ကတော့ရွေးချယ်ပြီးတော့သွားလို့ရတယ်ရမယ်เนาะ okay ဒါဆိုလို့ရှိရင်ဥကျမ file ဖွင့်ထားတယ်အဲ့ file ကို arrange လုပ်ပြီးတော့ကြည့်ကျင်တယ်เนาะအခုလိုမျိုး switch လုပ်ပြီးတစ်လှည့်စီမသွားခြင်းတပြိုင်နက်တည်းမြင်ကျင်တယ်ဟုတ်ပြီเนาะတပြိုင်နက်တည်းမြင်ကျင်တယ်ဒါဆိုရင် view menu ထဲမှာ arrange all ဆိုတာရှိပါတယ် arrange all မှာကျမတစ်ချက်နှိပ်လိုက်ပြီအဲ့ဒီမှာเนาะကျွန်တော် time ဆိုတာလေးရှိတယ် time ဒီမှာတစ်ချက်နှိပ်ပြီး okay လို့ပြောလိုက်ရအောင်ဟောဘယ်လိုပြပေးလဲဒီဘက်က file operation ဒီဘက်က select cells เนาะရှင်ရက်ပြပေးပါတယ်เนาะ menu လေးတွေကကျုံသွားတယ်เนาะ file ကိုရှင်ရက်ပြထားလို့ပြီးရင်ထပ်လုပ်မယ် arrange all လို့ထပ်ပြောမယ် horizontal လို့ပြောကြည့်အောင် okay ဟောဒါဆိုရင် file ကို horizontally เนาะကျွန်တော်အပေါ်အောက်ဆင့်ပြီးတော့ပြပေးပါတယ်เนาะပြီးရင် arrange all လို့ထပ်ပြောမယ် vertical လို့ပြောပါမယ်เนาะ okay ဒါဆိုရင် file ကို vertical လိုက်ရှင်ပြီးတော့ပြပေးပါတယ်ဟိုဘက် file ကိုဒီဘက် file ကိုကြည့်လို့ရတယ် file ထဲမှာရှိတဲ့ data အချက်လက်တွေကို compare လုပ်ချင်တဲ့အခါမှာကျမတို့အသုံးပြုကြတာအဆင်ပြေမှာဖြစ်ပါတယ်เนาะဘယ်ဘက်ချမ်းကမေးခွန်းပေါ့ question ပေါ့ညာဘက်ချမ်းကကြတော့ answer ပေါ့เนาะဒါမျိုးသွားလို့ရပါတယ်เนาะ arrange all လို့ထပ်ပြောမယ် cascade လို့ပြောမယ် cascade ဆိုတာဖဲချက်ကလေးတွေထပ်ထားသလိုမျိုးเนาะတိုက်တယ်ဘာလေးတွေပဲတွေ့ရမှာเนาะပထမဆုံး file ကိုတွေ့ရမယ်နောက် file ကကြတော့နောက်ထဲမှာမြုပ်နေတယ်เนาะ cascade ပုံစံနဲ့ပြပေးတာเนาะအဲ့တော့နောက် file ကိုဆွဲထုတ်ချင်ရင်နောက် file ပေါ်မှာကလစ်တစ်ချက်နှိပ်ပြီးတော့ဆွဲထုတ်လို့ရတယ်เนาะ arrange order မှာ windows of active workbook လက်ရှိ active ဖြစ်နေတဲ့ workbook ရဲ့ windows ကိုပဲပြပေးပါเนาะဒါဆိုရင်ဒီမှာကျွန်တော်အမှန်ချစ်ကလေးနှိပ်လိုက်မယ် okay လို့ပြောလိုက်မယ်ဒါဆိုရင်လက်ရှိ active ဖြစ်နေတာ select cells သူ့ရဲ့ window ကိုပဲပြပေးတာဖြစ်တယ်เนาะ okay ဒါဆို arrange all လို့ပြန်ပြောမယ်အဲ့ windows of active workbook ကိုဖြုတ်လိုက်မယ်ပြီးရင်ဒီမှာတိုင်လို့ပြန်ပြောမယ်เนาะ okay ဒါဆိုရင်တိုင်ပုံစံနဲ့ပြန်ပြပေးတယ်ရမယ်เนาะဒါဟာ arrange all ဆိုတဲ့ menu ကိုသုံးပြလိုက်တာပဲဖြစ်ပါတယ်เนาะကျွန်မအခု file ကို maximize လုပ်ပြီးပြန်ကြည့်မယ်ဟုတ်ပြီเนาะ file တစ် file နဲ့ပဲတွေ့နေရတယ် file operation ဆိုတဲ့တစ် file နဲ့ပဲတွေ့နေရတယ် okay ဒီတစ်ခါ shortcut နဲ့သွားကြည့်ကြပါတယ်เนาะ shortcut သုံးမယ်เนาะကျွန်မခု home မှာရောက်နေတယ် view menu ကိုခေါ်မယ် order နဲ့ W နဲ့ခေါ်လိုက်မယ် view menu ထဲမှာ arrange all ကိုကြည့်လိုက်ပါ arrange all ကဘာရှိလဲ A လို့တစ်ချက်နှိပ်လိုက်မယ် okay ဒီ box လေးကြာလာပြီဒီမှာ mouse မကိုင်ဘူးเนาะ keyboard နဲ့ပဲသွားနေတယ်အဲ့မှာ horizontal ဆိုလို့ရှိရင်ဘယ်မှာမြင်တာထားလဲ O လေးမှာမြင်တာထားတယ်ဟုတ်တယ်မလားအဲ့ဆို O လို့တစ်ချက်နှိပ်လိုက်เนาะပြီးရင် enter ခေါက်လိုက်အဲ့ဆိုဒါ horizontal နဲ့သွားတာเนาะထပ်လုပ်မယ်เนาะ order W เนาะ arrange all ဆိုတော့ A เนาะဒီကတိုင်နဲ့သွားခြင်းတယ်တိုင်ဒီမှာ T လေးကိုမြင်တာထားတယ် E enter ခေါက်လိုက်မယ်အဲ့ဆိုဒါတိုင်ပုံစံဖြစ်ပါတယ်เนาะထပ်လုပ်မယ် order W A เนาะ vertical လိုက်သွားခြင်းတယ်เนาะ vertical မသွားသေးဘူး cascade နဲ့သွားခြင်းတယ် cascade နဲ့ဆိုရင် C လို့နှိပ်ရမယ် C enter အဲ့ဆို cascade ပုံစံတိုက်တဲ့ဘားလေးတွေကိုထပ်ပြီးတော့ပြပေးတယ်เนาะပြီးရင်ထပ်လုပ်မယ် order W A เนาะဒီက vertical လိုက်သွားခြင်းတယ် vertical ဆိုတော့ V ကိုမြင်ထားတယ်တွေ့လား V လို့တစ်ချက်နှိပ်မယ် enter ဒါဆိုရင် vertical လိုက်ပြပေးမယ်เนาะ
ပြီးရင် order w a နော် windows off workbook ဆိုတာ ਨੇ ကြည့်နေနော် w ကိုမြင့်တားထားတယ် w okay အဲ့ဆိုလက်ရှိ window ကိုပဲအကြည့်ထည့်ပြီးတော့ပြပေးတယ်အဲ့တော့ arrange all ကိုလည်းကျမတို့ shortcut နဲ့လုပ်လို့ရတယ်ဆိုတာကိုတွေ့ရမယ်နော် view menu တွေက arrange all အဲ့မှာ time တို့ horizontal တို့ vertical တို့မှာသူ့ရဲ့ shortcut key လေးတွေကိုမြင့်တားထားပေးတယ်အဲ့မြင့်တားထားတဲ့ key လေးတွေကိုနှိပ်လိုက်ပြီးတော့ enter ခောက်လိုက်တာ enter ဆိုတော့ okay နဲ့တူတူပဲ enter ခောက်လိုက်တာ ਨੇ ကျမတို့လုပ်ချင်တဲ့နော် arrangement လုပ်ချင်တဲ့ပုံစံတိုင်းပြပေးသွားမှာဖြစ်တယ်နော် arrangement ၄မျိုးလုပ်လို့ရတယ် time horizontal vertical cascade နော်ဒီမျိုးလုပ်လို့ရတယ်ပုံမှန်တိုင်းပြန်ထားခြင်းเนาะအောက်ဆုံးကချက်ပေါက်လေး window ဆိုတဲ့နေရာမှာပြန်အောင်ပေးလိုက်ရုံပဲเนาะဟုတ်ပြီเนาะဒါ arrange all လုပ်သွားတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ file တွေအများကြီးဖွင့်လာလို့ရှိရင် file တစ် file ကတစ် file ကို switch window နဲ့ switch လုပ်လို့ရတယ်လို့เนาะ file တွေဖွင့်ထားသမျှ file တွေအားလုံးကိုเนาะဒီတပြိုင်နက်တည်းမြင်ကျင်တဲ့အခါမျိုးမှာတော့ဒီ arrange all ကိုအသုံးပြုပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်เนาะဒါဆိုရင်အားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီ file ကိုကျွန်မ shortcut နဲ့ပိတ်မယ် control w เนาะအခုတစ် file နဲ့ကြံတယ်เนาะတစ် file နဲ့ကြံတဲ့ဟာကို maximize လုပ်မယ် maximize လုပ်လိုက်မယ် okay excel တွေကနေပြီးတော့ကျွန်မเนาะအပြီးထွက်မယ်เนาะပြီးထွက်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီနေရာမှာကျွန်မတစ်ခုပြဖို့ကြံတယ်เนาะဘာလဲဆိုတော့ထားပါတော့ခုန file ကိုကျွန်မပြန်ဖွင့်လိုက်မယ်เนาะ file menu တွေက open ကျွန်မ file လေးက stationery เนาะသူကတစ်ခါဖွင့်ပြီးပြီဆိုဒီနေရာမှာလာပေါ်နေပါတယ်တစ်ချက်နှိပ်ပြီးခေါ်လိုက်မယ်နော်အဲ့တော့ stationery မှာကျွန်မပြောင်းလဲမှုတစ်ခုလုပ်လိုက်မယ်เนาะ200ကိုကျွန်မ150လို့ပြောင်းလိုက်တယ်ပြောင်းလိုက်ပြီเนาะပြောင်းပြီးတော့ကျွန်မကသုံးဖို့မေ့သွားတယ်ပေါ့เนาะသုံးဖို့မေ့သွားပြီးတော့ဒီ file ကိုကျွန်မပိတ်မယ်เนาะ control w နဲ့ပိတ်မယ် okay ဇဲကဘာလာပြောလဲကြည့်လိုက်ပါ want to save your changes to stationery.xls လို့လာပြောပါတယ်မင်းရဲ့ပြောင်းလဲမှုတွေကိုတဲ့ stationery file ထဲမှာသိမ်းကျင်သေးလားကျွန်မကခုနကတော့200ကို150လို့ပြင်လိုက်တယ်လीเนาะအဲ့လိုပြင်လိုက်တာကိုကျွန်မသိမ်းဖို့မေ့သွားတယ်မေ့သွားပြီးတော့ excel ကနေထွက်လိုက်တယ်အဲ့ဒီခါမှာ excel က warning လာပေးပါတယ်မင်းသိမ်းမလားမင်းပြောင်းလဲမှုလုပ်ထားတယ်အဲ့တော့ကျွန်မအဲ့မှာငါမသိမ်းရသေးဘူးပဲเนาะသတိရသွားတယ်သိမ်းမယ်ဆိုရင် save လို့ပြောမယ်မဟုတ်ဘူးဒါအရေးကြီးတဲ့အရာမဟုတ်ဘူးစမ်းသပ်မှုလုပ်တာသိမ်းစရာမလိုဘူးเนาะသိမ်းစရာမလိုဘူးဆိုရင် don't save လို့ပြောမယ်သိမ်းတာလည်းမဟုတ်မသိမ်းတာလည်းမဟုတ်ဘူးဒီ box တွေကပဲထွက်လိုက်ခြင်းတယ်ဆိုရင်เนาะ cancel လို့ပြောမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်မကတော့အခုဒီပြောင်းလဲမှုကိုသိမ်းလိုက်ချင်တာဖြစ်ပါတယ်အဲဒါမို့လို့ save လို့ပြောပါမယ်เนาะ save မှာ pointer တင်ဒီလိုတစ်ချက်နေမယ်เนาะအဲ့လို save လို့ပြောပြီးတော့မှသူကအဲ့ဒီ file ကိုပိတ်ပေးလိုက်ပါတယ်เนาะဒါ excel ရဲ့ကောင်းတဲ့အချက်ပေါ့เนาะကျွန်တော်တို့ပြောင်းလဲမှုတစ်ခုလုပ်ပြီးသိမ်းဖို့မေ့သွားခဲ့ရင် excel ဒီအများအား warning လာပေးတယ်အဲ့ဒီခါမှာကျွန်တော်တို့ကသိမ်းဖို့လိုရင်သိမ်းမယ်မလိုရင်မသိမ်းဘူးဟုတ်ပြီเนาะဒါဟာကောင်းတဲ့ excel ရဲ့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်เนาะ okay ဒါဆိုရင်အခုလက်ရှိ file ကိုတော့ကျွန်မပိတ်လိုက်ချင်ပါတယ်เนาะဒီထဲမှာဘာပြောင်းလဲမှုမှလုပ်မထားဘူးเนาะအဲ့တော့တစ်ခါတည်းပဲ excel တွေကထွက်လိုက်မယ်လीเนาะ order key ရဲ့ function key f4 ရဲ့နှိပ်မယ်เนาะ fn နဲ့တွဲနှိပ်ရမယ်เนาะသူစက်တင်မှာ fn နဲ့တွဲနှိပ်ရမယ် order fn f4 အဲဆိုရင်တော့ excel တွေကနေအပြီးထွက်သွားပြီဖြစ်ပါတယ်เนาะအဲဆိုရင်အားလုံး file operation ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ပြန်ပြီးတော့လေ့ကျင့်ကြည့်ကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်